ချန်ပီယံလိပွဲစဉ်3ချက်စီးတင်းနဲ့အေဂျက်တင်းတို့ရဲ့ပွဲကြို3တစ်ချက်မင်္ဂလာပါချက်စီးအင်ပါရာမြန်မာနေပြီးတော့ကြိုဆိုလိုက်ပါတယ်23ရက်နေ့မနက်ပိုင်းမှာရှင်ပြန်ကစားသွားကြမယ်ချက်စီးတင်းတို့ရဲ့အေဂျက်တင်းတို့ရဲ့ပွဲကြို3တစ်ချက်ကိုတင်ဆက်ပေးသွားခြင်းပါတယ်လက်ရှိချန်ပီယံလိပွဲစဉ်မှာအမတ်သေးစရာမှာဆိုရင်တော့ဖြည့်ရည်တည်နေတာကချက်စီးတင်းမှာဆက်ရှင်နေရာမှာရည်တည်နေပြီးတော့အေဂျက်တင်းကတော့35မှာရည်တည်နေပါတယ်အေဂျက်အသင်းဟာရင်လိုအေဂျက်အသင်းမဟုတ်တော့ဘဲနဲ့အခုချိန်မှာအင်အားနည်းနေခဲ့ပြီးတော့ချန်ပီယံလိမှာဆိုရင်လည်းနှစ်ပွဲလုံးကိုရှုံးနေထားရတယ်ပြီးတော့သွင်းကိုကလည်းအခုချိန်ကြီးတကူမှမသိယူနိုင်သေးဘဲနဲ့အဆင့်35ဒီမှာရည်တည်နေပါတယ်ချက်စီအသင်းကတော့တပွဲနိုင်တယ်နောက်ဆုံးမှာတော့ဒီဘင်ဖီကာအသင်းကိုနိုင်ယူထားနိုင်ခဲ့ပြီးတော့ရှေ့ပွဲစဉ်တင်မှာတော့ဘိုင်ယန်မြူနစ်အသင်းကို9ပြည့်ရှုံးနေထားခဲ့ပါတယ်နှစ်သင်းတွဲဆုံမှုထိတိုက်တွဲဆုံမှုပွဲမှာဆိုရင်တော့2019တုန်းကချန်ပီယံလိအုပ်စုအဆင့်ပွဲမှာချက်စီတို့တွဲဆုံခဲ့ကြပါတယ်ချက်စီအသင်းကတပွဲတည်တပွဲနိုင်ပြီးတော့သူတို့အသာစီးယူထားခဲ့ပါတယ်နော်တည်ကြခဲ့တဲ့ပွဲမှာဆိုရင်လည်း4-6နဲ့တည်ကြခဲ့တဲ့ပွဲမှာချက်စီအသင်းတို့ရဲ့ကမ်ဘတ်ကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဒီအခုချိန်မှာဆိုရင်တော့အေဂျက်အသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်တော့တပွဲသာနိုင်ထားပါတယ်တပွဲသာနိုင်ရအထိကိုရလက်တွေစိုးဝါးနေခဲ့ပါတယ်ချက်စီအသင်းကတော့ပြန်လာခဲ့တဲ့9ပွဲမှာဆိုရင်တော့သူတို့တွေကဒီ4ပွဲထိကိုနိုင်ယူထားနိုင်ပြီးတော့ Fighter သတင်းကိုလာရှုံးမိထားပါတယ်ဒါကြောင့်မို့ချက်စီအသင်းရဲ့လက်ရှိမှာပေါင်အားပုံမှန်ပြန်ပြီးတော့ခြေစွမ်းတွေပြန်ရနေတယ်ဒီကိုတွင်းမှုတွေလည်းပြန်လေရရှိနေတာကိုတွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့ဒီဘင်ဖီကာအသင်းနဲ့ပွဲနိုင်တဲ့ဗီဒီယိုနေစပြီးတော့လီဗာပူးရောနောက်ဆုံး Nottingham Forest အသင်းတွေကိုပါနိုင်ယူထားနိုင်ခဲ့ပါတယ်အေဂျက်အသင်းကတော့လက်ရှိမှာရလက်တွေစိုးရနေတာကြောင့်မို့လို့ဒီသူ့ရဲ့နီးပြလည်းဖိအားတွေဝင်နေခဲ့ပါတယ်ဒါပေမဲ့ချက်စီတင်းကတော့ဒီဒေတာပြီးတော့ကစားသွားမှာဖြစ်ပါတယ်ချန်ပီယံလိပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ကတော့ဒီလူစင်ကတော့အရင်ဒီအဓိကကစားသမားတွေကိုတော့အနာပေးသွားပဲရှိပါတယ်လက်ရှိခြေစွမ်းနဲ့ချက်စီတင်းကအေဂျက်အသင်းကိုတော့အနိုင်မယ်လို့ကျွန်တော်ထင်တယ်ကြုံလဲယုံကြည်ရဲကျွန်တော်ရဲ့ဂိုးခန့်မှန်းရလက်လေးကတော့ချက်စီတင်းကအေဂျက်အသင်းကိုကျွန်တော်3-0တောင်းနဲ့အနိုင်ယူသွားမယ်လို့ထင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်